မိဘနဲ့တူတဲ့ဟာမလုပ်ချင်ဘူးဒါပေမဲ့မိဘမှာရှိပြီးသားဟာလည်းညီမအတုံးချရတယ်နော်ဆိုင်မွန်ဝဲညီမဆိုင်ခင်းတာတော့၄ရက်နေ့လောက်တည်းခင်းတာပါဒီနေ့မှစပြီးတော့ grand opening လေးကျင်းပတာပါတကယ်ပွဲရက်ကတော့ဒီနေ့ရယ်မနက်ဖြန်တည်းရကျင်းပါတယ် promotion ကာလကတော့14ရက်နေ့ထိအားလုံးပေါင်းတစ်ပတ်တိတိပေးထားပါတယ်ရှင်ညီမတို့စီမှာကြောက်အစ်စ်တွေပေါ့မိုးကုတ်တွင်းတွဲတွေရတယ်အဲ့လို semi precious ဆိုရင် blue topaz citron cayenne ဆွဲတောင်ကောင်းစိမ်းအဲ့လိုဟာအကုန်ရပါတယ်တကယ်လို့ကို precious gems တွေနဲ့မှာခြင်းလည်းရတယ်ဗဒမြားနီလာမိုးကုတ်ထွက်လည်းရတယ်အခုဆိုင်ထဲမှာတင်ထားတာတော့ Africa Ruby တို့ Africa Nila အဲ့လိုမျိုးလေးတင်ပေးထားပါရှင်ညီမရန်အားထက်ရပါညီမပုံမှန်ပြင်းတဲ့လူပေါ့နော်ပြင်းတဲ့လူဆိုတော့အဲ့လောက်အလုံးမလုံးအခုမှအရင်အလုံးလုံးလာကိုယ်တိုင်လုံးချင်လို့ပေါ့ဘယ်သူမှလည်းဒါနေငွေလုံးဆိုပြီးအိမ်ရတယ်ပြောမှာမဟုတ်ကိုကကိုထပြီးတော့ဒီ idea ရပြီးတော့ထားလို့ဖြစ်တော့ကိုမလုံးရင်ကျန်တဲ့လူကအောက်ကလူရလိုက်မှာမဟုတ်ဘူးလေဆိုတော့လုံးပြတာပေါ့ဟုတ်ညီမကိုယ်တိုင်ကလည်းအဲ့လိုမိဘနဲ့တူတဲ့ဟာမလုပ်ချင်ဘူးဒါပေမဲ့မိဘမှာရှိပြီးသားဟာလည်းညီမအတုံးချရတယ်နော်သိရမလားဆိုတော့ညီမမှာစက်ရုံရှိပြီးသားပရင်ဆရာတွေရှိပြီးသားအကုန်လုံးဒီစီးရင်သမားတွေရောအကုန်လုံးကဒီ process ကိုလုံးနေကြလူဆိုတော့ကိုကတတ်ထုလေးပဲပြောင်းလိုက်ရုံပဲဆိုတော့ညီမအတွက်အရန်တောင်းအရန်မကြည့်ဘူး because လုံးနေကြလူတွေကိုပဲတတ်ထုပြောင်းပြီးခိုင်းလိုက်တာအဲ့လိုနည်းနည်းအုံနောက်ကောင်းသွားဆိုတော့အရင်ကြီးမခတ်ပါဘူးဝန်ထမ်းတွေအကုန်လုံးအရန်တော်တယ်ညီမတယောက်တည်းတော်တာပဲနေနဲ့မှမဖြစ်နိုင်အောင်အကုန်လုံးတော်ကြလို့ဒီလိုမျိုးကျင်းပနိုင်တာပါဟုတ် promotion ကတော့ညီမတို့cashback ကိုငွေသားလိုက်ငွေပမာဏလိုက်ပေးပါတယ်အနည်းဆုံး3သိန်းမိုးဝယ်တယ်ဆိုရင်9000ကနေစရမယ်ပေါ့နော်2သိန်းဆိုရင်1000 3သိန်းဆိုရင်1000အဲ့လိုမျိုးတွေဆက်ရဖို့ရှိပါတယ်ပြီးတော့ထီးနဲ့တုတ်ဘက်အိတ်လေးလည်းလက်ဆောင်ပေးပါတယ်အဲ့ဟာထီးသုံးမဟုတ်တုတ်ပဲအိတ်ပေါ့နော်တခုမဟုတ်တစ်ခုရတယ်9သိန်းထက်ဝယ်ပြီဆိုရင်ပထမဦးဆုံးဝယ်ယူသူအယောက်90ကိုလည်းညီမတို့member card လေးပေးပါတယ်တကယ်လို့အဲ့90ပြည့်သွားပြီနောက်ပိုင်းဆိုရင်ကျတော့10သိန်းပြည့်ရတဲ့ member card လေးအလကားပေးပါတယ်ရှင် member card ကကျတော့5% discount ရမယ်နောက်လာဝယ်ရင်တော့မဟုတ်ကိုမွေးလာမှာဆိုရင်ကျတော့10% discount ပေးထားပါတယ်ရှင်ဘာကြံနေလဲမသိအယုတ်ကောက်ဆက်ရှိပါတယ်အယုတ်ကောက်ဆက်ကညီမတို့1000နဲ့အကျွေးစီတစ်စီးကိုရောင်းတယ်ပေါ့နော်အဲ့ပြီးကိုပဲရုပ်ပဲကောက်ရညီမတို့ပုံးနေထားပေးထားတယ်အဲ့ဒါကိုလက်နိုင်ပြီးတော့ပစ္စည်းတစ်ခုရွေးလိုက်ပေါ့နော်နှိုက်ရမမြင်တော့မမြင်အောင်အဲ့ဟာအနည်းဆုံး3000နဲ့ကနေပြီးတော့အများဆုံး3သိန်းနဲ့အထိရှိရယ်ညီမဆို3သိန်းကျော်တန်လေးပေါက်တာနှာခေါင်းနဲ့ဒီမိုင်းဆိုမပေါက်ဘူးဆိုတော့အဲ့ပစ္စည်းရတာနဲ့ချက်ချင်းကိုငွေလိုချင်တယ်ဆိုရင်လည်းချက်ချင်းရောင်းလိုက်လို့ရတယ်ကိုလဲချင်တယ်ဆိုလည်းချက်ချင်းလဲလိုက်လို့ရပါတယ်ရှင်နောက်တစ်ခုကကြတော့ဝယ်ယူသူတက်မဟုတ်ဘူးပေါ့နော်ကိုလမ်းသွားလမ်းလာဖြတ်ပြီးတော့ဓာတ်ပုံရိုက်ခဲ့ပြီးတော့ညီမတို့ TikTok နဲ့ Facebook page ကို tag တွဲပြီးတော့တင်ပေးမယ်ဆိုရင် spin wheel လေးလဲလို့ရတယ်အနည်းဆုံး9000ကနေ3000ထိပေးထားပါတယ်အဲ့နောက်မှာတာဝန်ခံတွေလည်းရှိရသူတို့ hashtag တွေအဲ့စီမင်းစီကန်နဲ့ညီအောင်သူတို့အကုန်တင်ပေးပါမယ်ရှင်ညီမခုနကပြောလို့ပဲအဲ့လိုလူတွေစုဖို့အတွက်နည်းနည်းပုံနှိမ့်တဲ့ဟာလေးတတ်နိုင်မဲ့ဟာလေးစုလို့ရအောင်အဲ့ဟာတစ်ချက်ရယ်နောက်တစ်ချက်ကိုတိုင်းလည်းအရင်နီးနေနဲ့ရွှေဆိုင်မပွင့်နိုင်ဘူးလေငွေဆိုင်ဖွင့်နိုင်တယ်အဓိကဒီဟာတတ်နိုင်တော့ဒီဟာလုံးလိုက်တယ်ပြီးတော့ကိုတက်နိုင်အကုန်လုံးတက်နိုင်တယ်သိရမလားအဲ့ဟာကြောင့်အဓိကဒီဟာလောက်တာပါ